မင်္ဂလာပါ animation မစုများ series video တက်ကနေကြိုဆိုပါရစေ။ဒီဗီဒီယိုလေးမှာတော့ animation ရဲ့ရေပုံရအချက်လက်တွေနဲ့ standard FPS ကိုဘယ်လိုရသွားလဲဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ်။ animation ကိုလူတွေလှုပ်လာတာတော်တော်ကြာပါပြီ။ animation ကိုသူတို့စလုပ်ကြတော့က TV ဆိုတာကိုမထွင်ရသေးပါဘူး။အဲ့ဒီတော့က cinema ရုပ်ရှင်ဆိုတာပဲရှိပါတယ်။အဲ့ဒီတော့ကြောင့်ကင်မရာဆိုရင်ဒါမျိုးပဲရှိပြီးဗီဒီယိုပြန်ကြည့်ချင်တယ်ဆိုရင်လည်းဒီ film projector ကြီးပဲရှိပါတယ်။အဲ့ဒီအခါကျတော့ဒီပစ္စည်းတွေမှာသုံးတဲ့24 fps က standard ဖြစ်လာပါတယ်။ဒါပေမဲ့စက္ကန့်ဆိုပုံ24ပုံဆွဲရတာကတော်တော်ပင်ပန်းတဲ့အလုပ်ဖြစ်တယ်။အဲ့ဒီတော့ကြောင့်ပုံတစ်ပုံကို2ခါ3ခါ4ခါ expose လုပ်လာကြတယ်။24 frame လုံးကို frame တစ် frame အတွက်ပုံတစ်ပုံစီအသစ်ဆွဲလို့ရှိရင် on once လို့ခေါ်ပါတယ်။ပုံတစ်ပုံကို2ခါ expose လိုက်တဲ့ဆိုရင် on twos လို့ခေါ်ပြီးအဲ့ဒါက12 fps လိုမျိုးဖြစ်သွားပါတယ်။ပုံတစ်ပုံကို3ခါ expose လိုက်တဲ့ဆိုရင် on threes လို့ခေါ်ပြီးအဲ့ဒါက8 fps ဖြစ်သွားပါတယ်။ပုံတစ်ပုံကို4ခါ expose လိုက်တဲ့ဆိုရင်တော့သူက on fours လို့ခေါ်ပြီး6 fps ဖြစ်သွားပါတယ်။ကျွန်တော်ရဲ့ notes လေးတွေကဂျပန် animation ပေါ်မှာအခြေခံထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ on threes ကိုလာမယ့်ဗီဒီယိုလေးတွေမှာအများဆုံးသုံးမှာဖြစ်ပါတယ်။ဒီနေ့ကတော့ဒီလောက်ပါပဲစိတ်ဝင်စားရင်နောက်လာမယ့် animation မှာသုံးတဲ့ပစ္စည်းတွေအကြောင်းနဲ့ basic animation လေးတွေလုပ်တဲ့ဗီဒီယိုလေးမှာလာပြီး join လို့ရပါတယ်။ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးတွေမှာပြန်တွေ့ကြပါမယ်။